ချက်ကြီးနဲ့ရွှေပန်းတခါကကြေးရွာတရွာမှာဦးချက်ကြီးနဲ့ဦးရွှေပန်းဆိုသူလူကြီးနှစ်ဦးရှိကြတဲ့နှစ်ဦးစလုံးဟာရွာမှာကြံရင်ဖန်ရင်ကောင်းတဲ့နေရာမှာသူမသားကိုမသားအပေါင်းအသင်းလဲဆက်အကြည်စားလဲတန်းရေရွှွန်းပတ်ရွှွန်းလဲအင်မတန်ပြောတတ်ကြတဲ့ဦးချက်ကြီးနဲ့ဦးရွှေပန်းဟာရွယ်လူတငယ်ချင်းလဲဖြစ်တယ်ကြေးရွာအုပ်ချုပ်ရေးပိုင်းမှာသူတခါငါတလှက်ဩဇာအာဏာရရှိလို့တကိုးချင်းမကြာခဏပြိုင်ဆိုင်လေးရှိကြတဲ့သူဖြူလင်ငါမဲအင်အားချင်းလဲသူ့ဘက်ငါဘက်ဆွဲဆောင်လေးရှိကြတယ်တနေ့မှာတော့သူတို့ကြေးရွာမှာတကြီးနေရလစ်လက်လို့ဦးချက်ကြီးနဲ့ဦးရွှေပန်းဟာကြေးရွာထုံတန်းအရတကြီးရှင်ပြိုင်ဝင်ရေးခံကြတယ်အဲ့ဒီလိုအရွေးခံကြတဲ့ပွဲမှာဦးချက်ကြီးကမဲတာလို့တကြီးဖြစ်သွားပါလေရောဦးချက်ကြီးတကြီးဖြစ်တော့တနေ့သောအခါမှာဦးရွှေပန်းကိုကြည်စဲလိုတော်ကြောင့်လူအများစုံကိုက်မှာဦးရွှေပန်းကိုခေါ်ယူပြီးမနီးမဝေးမှာရက်နေစေတယ်ဦးချက်ကြီးကတကြီးဖြစ်တော့သူစကားနားထောင်ရတာပေါ့ကွယ်ဦးရွှေပန်းဟာတကြီးခေါ်တယ်ဆိုတော့ဘူးမတိဘာမတိထားလိုက်လာရလို့အင်ကြီးဗလာနဲ့ပစိုးကိုချက်ပေါ်ဝဲတပတ်ဆောင်ကိုနောက်ပြန်တိုင်းလေးရဲ့လိုက်လာကမနီးမဝေးမှာရက်နေရတယ်အဲ့ဒီလိုဦးရွှေပန်းရောက်လာတဲ့အခါမှာဦးချက်ကြီးဟာကုန်းငယ်ကိုဖွင့်ရင်းဦးရွှေပန်းကိုကြည့်ပြီးဟေးရွှေပန်းဘယ်နဲ့လဲကွာအခုလိုအခါမှာချက်ကြီးနဲ့ရွှေပန်းဟာဘသူကအထက်ဘသူကအောက်လဲကွာလို့ခပ်ပြုံးပြုံးမေးလိုက်တယ်အဲ့ဒီအခါဦးရွှေပန်းကလည်းမျက်နှာဘိုးတည်တည်နဲ့မှန်ပါချက်ကြီးကအထက်ကရွှေပန်းကအောက်ကပါခမညာလို့ဖြေဆိုလိုက်တဲ့အခါအနီးရှိလူအများဟာဝါးကနေရင်မောကြလေတဲ့အဲ့ဒီလိုနဲ့နောက်ကာလအတန်ကြာတဲ့အခါကြေးရွာမှာတကြီးရွေးပွဲတစ်ဖန်ပြန်လုပ်ပြန်တယ်ဒီတစ်ချိန်မှာတော့ဦးရွှေပန်းကစီယုံရေးကောင်းတာကြောင့်ဦးရွှေပန်းတကြီးဖြစ်လာတဲ့ဦးရွှေပန်းဟာတကြီးယာလူရတယ်ဆိုရင်ပဲဦးချက်ကြီးတကြီးဖြစ်စဉ်ကလူပုံလဲမှာသူ့ကိုကြည်စဲနောက်ပြောင်ခဲ့တာကိုချက်ချင်းအမှတ်ရတဲ့ဒါနဲ့ဦးချက်ကြီးကိုပြန်လဲပညာပေးရမယ်လို့ကြံစားပြီးတနေ့မှတော့လူအများဆုံးတော့ဦးချက်ကြီးကိုခေါ်ခိုင်းလိုက်တယ်ဦးချက်ကြီးရောက်လာတာနဲ့တကြီးဦးရွှေပန်းကလူအများရှိမှာပဲဟေ့ချက်ကြီးအုံးမင်စိုက်ပြစမ်းမှာကွဲလို့ခိုင်းလိုက်တယ်အဲ့ဒီအခါမှာဦးချက်ကြီးကလည်းဘာမှငင်းဆက်မနေပဲမျက်နှာဘိုးတည်တည်နဲ့ဥပေါင်းစောက်ထိုးပြုတ်ပြီးခြေတော်မိုးမျောကအုံးမင်စိုက်လျက်နေတဲ့ဒီအခါမှာတကြီးဦးရွှေပန်းကပြုံးပြုံးကြီးကုန်းဝိုင်းကဦးချက်ကြီးကိုကြည့်ပြီးဟေ့ချက်ကြီးဘယ်နဲ့လဲကွခုနေတိုင်းဆိုတော့ရွှေပန်းနဲ့ချက်ကြီးဘသူကအထက်ကဘသူကအောက်ကလဲကွဖြေပါအောင်လို့မေးလိုက်တဲ့ဒီအခါဦးချက်ကြီးကမှန်ပါရွှေပန်းကအထက်ကချက်ကြီးကအောက်ကပါခမညာလို့ဖြေလိုက်တဲ့အခါအနည်းရှိလူအလုံးတအုံးရေကြတဲ့ဤတို့ဖြင့်တယောက်တစ်ပြန်တကိုးအာနာရလို့အနိုင်အထက်ပြုကျင့်သူများကိုချက်ကြီးနဲ့ရွှေပန်းလို့ဆိုစမတ်ပြုကြလေတဲ့ဒီပုံမြင်လေးကိုထောက်ရှုပြီးလောကတထွာသူတပြန်ကိုတလက်နှိမ်တုံမြင့်တုံလောကရန်ဘဝမှာမာနမရှင်ဘဝင်မမြင့်ကြတဲ့ထိုက်တင့်လျော်ကန်စွာပြုမှုတင်ကြောင်းတင်ပြလိုက်ရပါတယ်ကွယ်